လည်းရှိဦးတာနော်ဒီနေ့လည်းရှိဦးရဲ့ဒီနေ့လည်းရှိဦးထားလူလူတွေ့နေကျွန်တော်လေးကနော်အိမ်ထဲမှာပဲနေတော့ပြင်ထွက်